အားလုံးပဲမင်္ဂလာပါเนาะအမဒီ project လေးကလောက်ခဲ့ပြီးသား project လေးပေါ့เนาะအမကွန်ပျူတာဖွင့်ရင်းနဲ့အမဒီဟာလေးကိုတစ်ချက်အမဘယ်လိုလေးစဉ်းစားပြီးအယောင်လေး HTTL ကိုပေါ့เนาะအမအယောင်လေးစိုးခဲ့တယ်ဆိုတဲ့ဟာကိုရှင်းပြပြီးမှဖြစ်ပါတယ်ရှင့်အားလုံးပဲမင်္ဂလာပါကျမကတော့ Kafli Construction and Interior Decoration ကုမ္ပဏီရဲ့founder တူပါအမက interior architecture ပေါ့နော် architecture construction engineer ပေါ့နော် interior designer တယောက်ဖြစ်ပါတယ်okay အမဒါလေးကိုဆက်ပြီးရှင်းပြပေးမယ်နော် okay အမပထမဆုံးအဲ့ပုံလေးကိုအမ painting မလုပ်ခင်မှာဒါကနေပါလီရိုးရပေါ့အမတို့နေဘောလူမျိုးတွေပေါ့နေဘောလူမျိုးတွေရဲ့ဖျားကြောင်တစ်ခုဆိုတော့အမက backup အနေနဲ့အမက research လုပ်ခဲ့တယ် basic အဖြစ်နေဘောဖျားကြောင်တွေကိုတွားပြီးတော့ကြီးခဲ့တယ်ပေါ့နော်နေဘောဖျားကြောင်တွေမှာတွေ့ရတဲ့ဟာလေးတွေကဒါစိတ်ဝင်စားစရာသူက colorful ဖြစ်တယ်ပေါ့နော်အရောင်စုံလေးသိလားသူက yellow pinks ဒီပုံနှမ်းမှာတွေ့တဲ့အတိုင်းပေါ့နော်အဲ့ဆိုအမကသွားပြီးတော့ထပ်ပြီးတော့ research လုပ်လိုက်တယ်သူတို့ဘာဖြစ်လို့ဒါတွေကသုံးတာလဲဆိုတဲ့ဟာအမတို့ဒီဘောနော်တခုကာလာကို detail ပေါ့နော် yellow ကဘာဖြစ်စေလဲအနီးဘယ်လိုဖြစ်စေလဲသူတို့အဲ့ combination နဲ့ဒီအမတို့ Nepali အဲ့ဒီ Indian ဖျားချောင်းတွေမှာuse လုပ်တယ်ဆိုတဲ့ဟာကိုအမက research သွားပြီးလုပ်လိုက်တယ်ဒါလေးတွေကတော့အမရှင်းပြရင်ဒီ video လေးကတအားရှည်တော့မှမလို့အမကမရှင်းပြတော့ဘူးပေါ့နော်အဲ့လိုသူက history တွေရှိတယ်ပေါ့နော်အဲ့ဒါဆိုရင်အမက okay သူရဲ့ history လေးလာပြီးသွားပြီးအဲ့ဆိုရင်အမက color basic color theory ကိုဖွင့်လိုက်မယ်ဖွင့်ပြီးတော့အမကဘာတွေသုံးရင်အဓိကအဲ့ color တွေတော့ရှိမယ်ဒီ color တွေကသူတို့ဘာကြောင့်အသုံးပြုကြလဲ okay အဲ့ color theory ကိုကြည့်ပြီးတော့အမတို့ monochromatic color သုံးမလားဘာ color တွေသုံးမယ်ဆိုတဲ့ဟာကိုအမက website မှာရှာသွားပြီးတော့ရှာလိုက်တယ်ပေါ့နော်okay ဒါလေးကအမရှာနေဒါလေးကျတော့လေစိတ်ဝင်စား तू ကအတွင်းငန်းလေးလေအမကြည့်တော့အတွင်းငန်းလေးလေအဲ့လိုပဲ तू ကလုံးဝ colorful ပဲတိလားဒါပထမဆုံး तू ကဒီအစာအုပ်ကအမဆောက်ခဲ့တဲ့အစာအုပ်မဟုတ်ဘူးပေါ့နော်ဒီဟာကအမဒီ painting အတွက်ကိုပဲအမကိုအထားတာဆိုတော့အမကသူအစာအုပ်ပေးတဲ့ construction company ကအမကိုခဏ pink color လေးဆွဲပြီးပေးတယ်အဲ့ဒါဆိုရင်အမပြန်ပြီး repaint လုပ်ဖို့သူက painting မလုပ်ရသေးဘူးပြန်ပြီး paint လုပ်မှာဆိုတော့အမ color ကိုပြန်ပြီးတော့ change လုပ်တယ်ပေါ့နော်သူ color theory ရအမ monochromatic ဆိုရင်သူက next to each other အဲ့မှာ color လေးအဲ့ color cycle လေးရဲ့ဘေးနားမှာအသေးလေးတွေရှိတယ်သိလားအဲ့မှာသွားပြီးတော့ကိုကinterior designer မဟုတ်ဘူးပေါ့နော်engineer ဆိုရင်အဲ့မှာသွားပြီးတော့လေ့လာလို့ရတယ်သူက color တွေ theory ရဘယ်လိုလေးသုံးလို့ရလဲဘာလေးတွေရှိတယ်ဆိုတဲ့ဟာကိုလေအဲ့လိုအမcolor cycle လေးရှိတယ်ပေါ့နော်အမသူက detail ပေါ့နော်အမတို့ huge တွေပေါ့နော်သူကအနောက်ရောက်လာလေးတောင်းလာလေးအဲ့ဒါတွေကျတော့တိမှမဟုတ်ဒါပေမဲ့ basic အရာတော့အဲ့ဒါဆိုရင်အမတို့သိတယ်ပေါ့နော်ပြီးကြတော့ကိုက experience လည်းရှိတယ်ဆိုရင်ဘယ် color နဲ့ဘယ် color သုံးရင်အဆင်ပြေနိုင်တယ်ပြောတဲ့ဟာလေးဒီမှာကြည့်လို့ရတယ် okay အမကဒီဟာကိုပထမဆုံးသူကအမက focal point အနေနဲ့သူကအရှင်းမျက်နှာစာ focal point ဆိုတော့ focal point အနေနဲ့ pink ကိုအရင်ဆိုတာ pink ဆိုတော့ pink ကအလောက်ကြီး focal point အနေနဲ့မဖြစ်ဘူးဘေးကိုအနီဆွဲပြီးအနီအောင်ဆွဲပြီးတော့အရှိကို pink လိုက်တော့သူက pink က focal point အနေနဲ့မဖြစ်ဘူးပေါ့နော်အဲ့ဒါကြောင့်အမကဒီ yellow နဲ့ red color between ကြတဲ့ဟာကို huge အနေနဲ့အမကနှစ်ခုကို combine လုပ်ပြီးတော့သူကဘယ်လိုလဲဆိုရင်မတို့ဒီ bridge ပေါ့နော်အုပ်အယောင်လေးပေါ့နော်အဲ့ဒါလေးကိုအရှင်းမျက်နှာစာမှာ focal point နဲ့သုံးလိုက်တယ်ပတ်လဲကျတော့အမပထမ pink လောက်တာ pink ကိုအမကလုံးဝအဖြူတကယ်အမတို့ site ထဲမှာဆိုရင်အဖြူကိုပေါင်းပြီးတော့အဖြူများရောလိုက်တယ်ပေါ့နော်သူကနည်းနည်းလေး reflection ပဲ pink လေးထွက်အောင်အမပတ်လဲသုံးလိုက်တယ်ပြီးတော့စိတ်ဝင်စားစရာကောင်းအောင်အမအောက်ဆုံးမှာမြေကြီးအောက်ဆုံးက ground floor ကိုမြေကြီးအယောင်သုံးထားတယ်မဟုတ်နီပေါ်ဖျားကြောင်ဆိုတော့နီပေါ်အရသာဖြစ်အောင်ပေါ့နော်ဒါလေးတွေအမတို့ရဲ့ site